ကောင်လေးတယောက်ဟာမော်ဖင်းနဲ့တစုံကိုစီးပြီးအားကစားရုံကလေ့ကျင့်ခန်းလုပ်တဲ့စက်ပေါ်မှာစတင်ပြေးပါတော့တယ်။သူစပြေးတာနဲ့တပြိုင်နက်သူ့ရဲ့အရှိန်ကအင်တန်မြင်လာပါတယ်။သူဘလောက်တောင်မြင်ပြေးတယ်လဲဆိုရင်စက်ကြီးဟာတုန်ခါလာပြီးခဏအတွင်းမှာပဲပျက်စီးသွားပါတော့တယ်။ဖင်းနဲ့ကိုတေးသေးချာချာထပ်မံစမ်းတက်ဖို့အတွက်ကောင်လေးဟာရေကူးကန်ထဲကိုတန်းတန်းမတ်မတ်ခုန်ချလိုက်ပါတယ်။သူရေရဲရောက်တာနဲ့ဖင်းနဲ့အောက်ကနေဒလက်နှစ်ခုထွက်လာပါတယ်။အဲ့ဒီဒလက်တွေလည်းပတ်တာနဲ့သူဟာရေထဲမှာအရန်ကိုမြင်မြန်ဆန်ဆန်ကုတ်ခတ်နိုင်သွားပါတယ်။အဲ့ဒီနောက်ဖင်းနဲ့ကိုထပ်ဆန်းဖို့အတွက်ဘောလုံးကွင်းထဲကိုသွားပါတယ်။သူဟာဘောလုံးကိုရှိသမျှအားနဲ့ကန်လိုက်တဲ့အခါသူ့ရဲ့ကန်ချက်ကပြင်းထန်လုံးတာကြောင့်ဂိုးတိုင်အောင်ကျိုးသွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲအားကစားဆရာကွင်းထဲကိုရောက်လာပါတယ်။ဆရာကကောင်လေးကိုတိုက်ခိုက်ဖို့စိန်ခေါ်ပြီးရှေ့ကိုပြေးထွက်လာကကောင်လေးရဲ့ဖိနက်ကိုဖမ်းဆွဲရတယ်။ဒါပေမဲ့ကောင်လေးကဆရာရဲ့အားနည်းချက်ကိုသိနေပါတယ်။အချိန်ကိုက်မှာပဲသူကသူ့ရဲ့အထူးကွက်ကိုတုံးပြီးဆရာကို10 မီတာလောက်ဝေးတဲ့နေရာအထိလွင့်ထွက်သွားအောင်ပစ်ပေါက်လိုက်ပါတယ်။ဆရာကိုထပ်ပြီးတိုက်ခိုက်ဖို့သူရှေ့ကိုတက်သွားတဲ့အချိန်မှာတော့တယောက်ကသူ့ပုခုံးကိုနောက်ကနေလာပုတ်ပါတယ်။သူကဒေါသတကြီးနဲ့လှည့်ကြည့်လိုက်တဲ့အခါသူ့ရဲ့ဆရာမဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။လုံခြုံရေးတွေသူ့ကိုဖမ်းဖို့လာနေပြီဖြစ်လို့အခုချက်ချင်းထွက်သွားတော့လို့ဆရာမကသူ့ကိုပြောပါတယ်။အဲ့ဒီနောက်ကောင်လေးဟာသူ့ရဲ့ဖိနက်ကိုတုံးပြီးအပေါ်ကိုပြန်တက်သွားပါတယ်။လုံခြုံရေးတွေရောက်လာတဲ့အချိန်မှာတော့ကောင်လေးဟာကောင်းကင်ပေါ်မှာအတော်လေးမြင့်နေပါပြီ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဖိနက်ကချို့ယင်းချက်ဖြစ်ပြီးအလုံးမလုံးတော့ပါဘူး။အဲ့ဒီအချိန်မှာပဲကောင်းကင်မှာတိမ်ငှက်တစ်ကောင်ပြန်တန်းလာပါတယ်။ကောင်လေးကတိမ်ငှက်ပေါ်ကိုခြေတစ်ဖက်တင်ပြီးပိုပြီးအမြင့်ကိုပြန်တက်သွားပါတယ်။ကောင်းကင်မှာပြုံးနေတဲ့တိမ်တိုက်တစ်ခုကိုမြင်ရတဲ့အတွက်သူဟာပျော်ရွှင်သွားပါတယ်။သူဟာလေထဲမှာကီယာတေးဟန်ပန်တစ်ခုလှုပ်ပြလိုက်ပြီးအောက်ကိုအရှိန်ဟုန်နဲ့ပြန်ဆင်းလာပါတယ်။သူမြေပြင်ပေါ်ကိုဆင်းတက်လိုက်တဲ့အရှိန်ကပြင်းထန်လုံးတာကြောင့်အနားမှာရှိနေတဲ့လူတွေအားလုံးသတိလစ်ကုန်ကြပါတယ်။အဲ့ဒီအချိန်မှာပဲကောင်လေးဟာနိုးလာပြီးဒါတွေအားလုံးဟာအိမ်မက်တစ်ခုပဲဆိုတာသိလိုက်ရပါတော့တယ်